မင်္ဂလာပါဒီနေ့ဒါမှလေ့ကျင့်ခန်းအတွက်အချိန်အများကြီးမပေးနိုင်တဲ့သူတွေအတွက်နေ့စဉ်9မိနစ်စာလေ့ကျင့်ခန်းတွေကိုဝေမျှပေးချင်ပါတယ်ဒီလေ့ကျင့်ခန်းလေးတွေကိုတစ်မျိုးကို10မိနစ်နဲ့9မျိုး9မိနစ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုပြုလုပ်ဖို့အတွက်ထိုင်ကုန်စလုံးကိုအသုံးပြုပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်ပထမဆုံးလေ့ကျင့်ခန်းလေးကထိုင်ကုန်နောက်မီလေးကိုကင်ထားမယ်ထိုင်ကုန်နဲ့ဒီဘက်ကိုနည်းနည်းလေးထွက်ထားပြီးရင်ခြေထောက်လေးကိုအရှိနောက်လွှဲပေးရမှာဖြစ်ပါတယ်ခြေထောက်တစ်ဖက်ကိုစက္ကန့်30နဲ့ဘယ်ညာ10မိနစ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒုတိယမြောက်လေ့ကျင့်ခန်းလေးကထိုင်ကုန်ရဲ့နောက်တဲ့မှာရပ်ထားပြီးတော့လို့ရှိရင်ခြေထောက်လေးနည်းငယ်နောက်ကိုဆုပ်ထားမယ်ခြေထောက်တစ်ဖက်ကိုအရှိကိုထုတ်လိုက်မယ်ခြေထောက်လေးကိုဘယ်ညာအတွင်းပြင်လွှဲပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းဘယ်ဘက်စက္ကန့်30ညဘက်စက္ကန့်30ဘယ်ညာပေါင်း10မိနစ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ထပ်တဲ့မြောက်လေ့ကျင့်ခန်းလေးကထိုင်ကုန်ရဲ့အနောက်တလန်းစာလောက်ကိုလှမ်းလိုက်မယ်ထိုင်ကုန်ကြောမီလေးပေါ်ကိုလက်ကလေးတင်ထားပြီးတော့လို့ရှိရင်ဒူပေါင်းလေးနဲ့ကိုတင်မောင်းအောင်နောက်ကိုထုတ်ပြီးတော့လက်နှစ်ခုကြားတွေကိုဥကောင်းလေးဝင်သွားပြီးတော့ကြောကိုတစ်ဖြောင်းနဲ့ထားထားပေးရမှာဖြစ်ပါတယ်ဒီပုံစံအတိုင်း10မိနစ်လောက်ထိန်းထားပေးရမှာဖြစ်ပါတယ်စရုပ်ထားမြောက်လေ့ကျင့်ခန်းလေးကတော့ထိုင်ကုန်စွန်းလေးမှာခါမှတ်ပြီးတော့ထိုင်ထားမယ်ခြေထောက်တစ်ဖက်ဖြောင်းမယ်ဖနှောင်လေးထောက်ပြီးခြေပြားကောက်ရနဲ့အရှိကိုလှမ်းပြီးထိမယ်ရသလောက်ပဲထိပေါ့နော်လှမ်းပြီးခြေပြားကောက်ရနဲ့လှမ်းပြီးထိမယ်တစ်ပတ်ချင်းစီလှမ်းပြီးတော့ထိတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်း10မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်နောက်ဆုံးလေ့ကျင့်ခန်းလေးအနေနဲ့ကတော့ထိုင်ကုန်စလုံးမှာခါမှတ်ပြီးထိုင်ထားမယ်လက်ကလေးကိုပက်လက်ထားပြီးတော့လို့ရှိရင်လက်ပက်လက်အနေထားအတိုင်းပဲအပေါ်ကိုမြောက်မယ်ပြီးအပေါ်ကျမှ rotation လက်ကိုလှည့်ပြီးမှနောက်ကနေပြန်လာမယ်ဒီလိုလေးလှည့်သွားပေးရမှာဖြစ်ပါတယ်လက်ကိုအပေါ်ကျမှလှည့်မယ်အောက်မှာလည်းပြန်တက်လာမယ်ဒီပုံစံလေးတိုင်း10မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေး5မျိုးပါတနေ့ကုန်မှလေ့ကျင့်ခန်းအတွက်အချိန်အများကြီးမပေးနိုင်တဲ့တရက်မှာ9မိနစ်လောက်ပဲပေးရုံနဲ့လေ့ကျင့်လို့ရမယ်လေ့ကျင့်ခန်းလေး5ခုကိုပြပြပေးလိုက်တာဖြစ်ပါတယ်လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမယ်ကြိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုကြီးလေးပါပေါင်100ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကူညီပေးပြပေးနေတဲ့ Fellows Guide တယောက်ဖြစ်ပါတယ်